ကိုမိသားစုနဲ့တွေ့ဖို့ဘန်ကောက်ကိုရောက်နေပါတယ်။ကိုလေးစိတ်ကိုသွားနေပြီပေါ့နော်။အိမ်ဆိုင်ညနေ2ရက်လောက်တော့ရှိပြီအိမ်နေတော့ပေါ့နော်။အဲ့တော့ဒီပါလေ။ Hello. Mami lah. Mami ya, Dina mami ya. Papa. Mami mau mami. Itu ya jago. Oh, banyak loh mau pala apa. Ini dari kau saja lagi. Dari apa? Dari apa? Ya, menu apa lagi? Ini mah, ini mah tahu mah tahu siapa? Yo, ini lah. Ini dari. Mau ni, kalau ni mau ni. Mau ni. Apa kau apa ni? Dili yo. Đâu? Alo mà. Con Lý gì? Mình chơi gì? Yan chute. Mình đi đâu đây vậy chứ I love you too. I love you too. Con nói được gì chị? Vậy anh là grand relationship. Nhà tôi biết đến chút rồi này, không phải đi trái. Nhà tôi biết là chút rồi biết gì cô chạy. Con mổ quả vậy. Cái bà tốn này gì đó? Nhiều một cái ngủ này. Khi nào tôiပြန်သွားပါပြီ။ဒါတော့လည်းစိတ်မကောင်းဖြစ်။ပြန်တော့လည်းစိတ်မကောင်းဖြစ်อ่ะ။ဘယ်ပါ့ဆွေးနေရချင်း မိသားစုနဲ့တွေ့ရတာအချိန်ကြီးတူတော့မြင်မယ်ကိုချစ်ရတဲ့သူတွေတက်ရှင်တွေနဲ့ပြန်ဆုံစီရလို့ဟိုကျင်းနေပါတယ်။ကိုလိုပဲပုံလို့မိသားစုတွေကအဝေးရောက်နေခဲ့လို့ရှိရင်လည်းအမြန်ဆုံးပြန်လဲဆုံစီနိုင်ကြဖို့ဟိုတကယ်ကိုဒီကနေပြီးတော့ဆုတောင်းပေးပါတယ်။ဒီငယ်လေးဖြစ်ပြီးတဲ့အချိန်မှာပေါ့နော်အများကြီးသိလိုက်ရတာကိုချစ်ရတဲ့သူတွေထပ်တမိုးကြီးရရဘာမှမရှိလို့ဟိုအပြေးလွားလေးဘန်ကောက်မှာတော့တွေ့ဖြစ်ပါတယ်။ဒီပိုင်းကနေပြီးတော့ကိုကတော့ဘန်ကောက်ကိုသွားတယ်မိသားစုကတော့မြန်မာနေဘန်ကောက်ကိုလာပြီးတော့ဘန်ကောက်မှာတွေ့လို့ဆုံကြရဲပေါ့နော်။အဲ့တော့ကိုလိုမျိုးလေးပဲဆုံကျင်တယ်အဲ့လိုမျိုးလေးဆိုရင်ဘယ်လို trip လေးဘယ်လိုသွားလို့ရလဲဆိုတာလည်းဒီစိတ်ကိုစီမှာလည်းမြင်လို့ရတယ် comment လေးလည်းပေးခဲ့လို့ရပါတယ်ရှင်။အားလုံးကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ် vlog လေးမှာပြန်ဆုံရမယ်နော်။ Sharing knowledge vlog by Bo.